ယခုချိန်မှာမက်ဆီနဲ့စီရိုနယ်ဒိုကဘောလုံးသမိုင်းတစ်လျှောက်ကမ္ဘာအကောင်းဆုံးတွေဆိုတာညင်းစရာမရှိပါဘူး။ဒါပေမဲ့ဘရာဇီးရဲ့ဘောလုံးမော်ဆရာကြီးတွေဖြစ်တဲ့ရိုနယ်ဒင်ညိုနဲ့ဂိုးသွင်းဆက်ကြီး R9 ရိုနယ်ဒိုသာအပျော်ပါမမတ်ပဲစီကန်းရှိခဲ့မယ်ဆိုရင်မက်ဆီနဲ့စီရိုနယ်ဒိုတို့အခုလိုသမိုင်းရေးနိုင်ပါမလား။ပထမဦးဆုံး R9 လို့လူသိများတဲ့ရိုနယ်ဒိုသူ့ရဲ့အမြန်နှုန်းနဲ့အဆုံးသက်ပုံတွေကလူသားတစ်ယောက်နဲ့တောင်မတူပဲ AI တစ်ခုလိုတိကျလွန်ခဲ့တာပါ။နောက်တစ်ယောက်ကတော့ကွင်းထဲမှာကားပြနေတယ်လို့စက်ကေးတွေနဲ့ပရိသတ်ကိုဖျော်ဖြေခဲ့တဲ့ရိုနယ်ဒင်တို့သူတို့နှစ်ယောက်လုံးကဘောလုံးလောကကိုခဏလေးတွင်းမှာတင်ကင်လုတ်ခဲ့တဲ့ပါရမီရှင်တွေပါ။ဒါပေမဲ့သူတို့မှာအားနည်းချက်တစ်ခုရှိခဲ့တယ်အဲ့ဒါကတော့အပျော်ပါနဲ့စီကန်းပါပဲ။မက်ဆီနဲ့စီရိုနယ်ဒိုတို့ကဆယ်စုနှစ်နှစ်ခုနီးပါးထိပ်ဆုံးမှာရှိနေရတာဟာသူတို့ရဲ့ပါရမီတစ်ခုတည်းကြောင့်မဟုတ်ပဲတန်မဏိလိုစီကန်းရှိလို့ပါ။ဘရာဇီးကနဝင်2ဦးသာဒီလိုအလုပ်စူးစမ်းခဲ့မယ်ဆိုရင်သူတို့ရဲ့အထွတ်ထိပ်ချိန်တွေဟာအသက်30ကျော်အထိတည်မြဲနေမှာပါ။ဒဏ်ရာတွေပါတီပွဲတွေနဲ့ဝေးဝေးနေပြီးလေ့ကျင့်ရေးကွင်းထဲမှာပဲအချိန်ကုန်ခဲ့မယ်ဆိုရင်ဘောလုံးလောကရဲ့ထိပ်တန်းစုတွေဟာသူတို့စီကနေပြေးထွက်သွားစရာအကြောင်းမရှိပါဘူး။တကယ်လို့သာသူတို့တွေစီကန်းရှိခဲ့ရင်မက်ဆီနဲ့ရိုနယ်ဒိုတို့ဟာအခုလောက်အထိဘောလုံးလောကရဲ့တမိုင်းတစ်လျှောက်ကောင်းတွေဖြစ်လာမယ်လို့မထင်ပါဘူး။ဘောလုံးတမိုင်းဟာပရိသတ်တွေကြားကနဝင်2ဦးရဲ့အပြိုင်မှုထက်ကနဝင်4ဦးရဲ့ပြင်းထန်တဲ့စစ်ပွဲကြီးဖြစ်နေမှာပါ။တင်ကောဘယ်လိုထင်လဲကောမန့်မှာရေးပေးသွားပါဦး။